မင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့တဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုနဲ့အာမခံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Logistics and Supply Chain Management Magazine နဲ့ Venture Strategy ကုမ္ပဏီတို့ပူးပေါင်းစီစဉ်တဲ့တဘာဝဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုနဲ့အာမခံဆွေးနွေးပွဲကိုယမနေ့ဇန်နဝါရီလ4ရက်နေ့လယ်2နာရီက9မိုင်ပြည်လန်းရှိ EFI General ရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါဆွေးနွေးပွဲမှာတော့ EFI General မှာ MD ဦးအေးမင်းသိန်းကအမှာစကားပြောကြားခဲ့ပြီးLogistics and FCM Magazine Founder ဦးတင်မဦးစာရေးသူ Mr. William မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဒေါ်မိုးမိုးအောင်နဲ့ Venture Strategy ကုမ္ပဏီမှအကြံပေးဦးခင်မောင်မြင့်တို့ကအဓိကပါဝင်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်ဒီအဓိက topic ကတော့ကျွန်တော်တို့ဒီတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့အာမခံဆိုပြီးကောင်းဆက်နေသွားတာပေါ့ကျွန်တော်တို့ဒီပွဲတွေလုပ်တာတော့မနှစ်ကဖေဖော်ဝါရီလ10ရက်နေ့မှာနောက်ဆုံး BCM ဆိုပြီးလုပ်လိုက်တော့ Business Continuity Management ဆိုပြီးလုပ်လိုက်တယ်ဒါပေမဲ့တိုက်ဆိုင်ပဲပေါ့နောက်တစ်လအကြာမှာမန္တလေးမှာငလင်ကြီးလှုပ်သွားတာပေါ့ငလင်လှုပ်ပြီးကျွန်တော်တို့6လလောက်တော့ကျွန်တော်ပွဲတွေမလုပ်ဘူးဆိုပြီးနားထားတာပေါ့လေနားထားပြီးတော့ဒီ6လနောက်ပိုင်းမှာငလင်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ဒီလိုပဲဆွေးနွေးပွဲတစ်ခုလုပ်မယ်လို့စီစဉ်တာပေါ့စီစဉ်တဲ့အချိန်မှာအကြောင်းမျိုးမျိုးနဲ့ပေါ့ဒီနှစ်ထဲ2026ထဲရောက်တော့မှပဲကျွန်တော်စာလုပ်ဖြစ်တာပါဒီရွယ်ချက်ကတော့ဒီငလင်နဲ့ပတ်သက်ပြီးတော့သိမှတ်စရာလေးတွေကိုကျွန်တော်တို့သိကြဖို့ပေါ့လေအဲ့ဒါပါကျွန်တော်တို့အခုပထမအိမ်ချမ်းမြေဝန်ဆောင်မှုအသင်းကဥက္ကဋ္ဌဒေါ်မိုးမိုးအောင်ပါမယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီစာရေးဆရာလည်းလုပ်တယ်အကြံပေးလည်းလုပ်တယ်ဦးဝီလီယံအောင်ပေါ့သူလည်းပါမယ်ပေါ့နောက်ကျွန်တော်ရှိမယ်ပေါ့နောက် moderator ကတော့ SCM magazine ကကိုတင်မောင်ဦးလုပ်မှာပေါ့နော်ဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့ topic အစုံပေါ့လေဒီငလျင်တန်းကြောင့်ဖြစ်သွားတဲ့နောက်ဆက်တွဲပေါ့သူ့ရဲ့ impact ပေါ့ထိခိုက်ဆုံးရှုံးမှုတွေနောက်ရုန်းကန်ရတဲ့ကိစ္စတွေပေါ့နောက်ဒီဟာတွေကိုအရေးကြီးဆုံးကတော့အနာဂတ်မှာဒီလိုကိစ္စမျိုးတွေဖြစ်လာတဲ့အခါမှာဆုံးရှုံးမှုတက်တာအောင်ပေါ့နည်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုဦးစားပေးဆွေးနွေးမှာအဲ့တော့ကျွန်တော်တို့ဒီပွဲပြန်လုပ်ဖြစ်ဖို့တော်တော်ခက်ခဲစူးစမ်းရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တော့ကျွန်တော်ဒီမှာ sponsor ပေးတဲ့ EFI ကုမ္ပဏီကိုကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ကျွန်တော်တို့အချိန်ပေးပြီးတော့ဒါဆွေးနွေးပေးတဲ့ MIS ရာဥက္ကဋ္ဌဒေါ်မိုးမိုးအောင်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကိုဝီလီယံရဲ့ကျွန်တော်တို့ပွဲစီစဉ်ပေးတဲ့ကိုတင်မောင်ဦးရောကျွန်တော်ကျေးဇူးတင်ပါတယ်လာတက်ရောက်ပေးတဲ့အိမ်ချမ်းမြေရောကျွန်တော်တို့ကုန်စည်ပို့ဆောင်ရေးကတော့ပရိသတ်တွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အခုပေါ့စာပေငရင်လောက်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်အိမ်ချမ်းမြေရဲ့ဈေးကွက်အခြေအနေနဲ့အသင်းသူအသင်းသားတွေရဲ့အခြေအနေလေးတွေကိုပဲအမတို့ကနေပြီးတော့ဝင်ရောက်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းကကောင်းပါတယ်ဘာလို့လဲဆိုတော့ပြည်သူတွေအတွက်ကောဒီအိမ်ချမ်းမြေလုပ်နေတဲ့အသင်းသူအသင်းသားတွေအတွက်ကောပုံမူပြီးတော့နားလဲစေတာပေါ့နော်ဒီတိုင်းကြတဲ့အခါကျတော့အာမခံလုပ်ငန်းနဲ့ကြတော့အဆက်ဆက်ကအိမ်ချမ်းမြေတွေကတိတ်မရှိတဲ့အခါကျတော့တိတ်နားမလဲကြအောင်ပေါ့အိမ်ချမ်းမြေရလူတွေကအခုငရင်လှုပ်ပြီးတဲ့နောက်ပိုင်းကျတော့ဒီအာမခံဆိုတဲ့ဟာကိုပို့ပြီးတော့နားလဲလာကြတာပေါ့နားလဲလာကြတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လည်းအိမ်ချမ်းမြေလုပ်တဲ့လူတွေကစိတ်ဝင်စားလာတယ်အိမ်ချမ်းမြေလုပ်ရင်းနဲ့လည်းအာမခံလုပ်ငန်းတွေလည်းတွဲလုပ်လို့ရတယ်ဆိုတော့နောက်ထပ်အခွင့်အလမ်းတစ်ခုလည်းဖြစ်လာတာပေါ့နော်အဲလိုဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီအိမ်ချမ်းမြေလုပ်တဲ့လူတွေကနေပြီးတော့မှတဘာဝဘေးရန်တွေအတွက်အာမခံတွေထားတဲ့အခါမှာဘယ်လိုတွေကောင်းကျိုးတွေဖြစ်လာမလဲဆိုတဲ့ဟာတွေပေါ်မှာမူတည်မှာပေါ့နော်အဲ့လိုမျိုးတွေကြောင့်အမတို့ကဒီဆွေးနွေးပွဲကိုဝင်ရောက်ဆွေးနွေးပေးတာဖြစ်ပါတယ်အိမ်ချမ်းမြေအသင်းကတော့အခုလက်ရှိမှာအကျိုးဆောင်တွေကနေပြီးတော့စနစ်တကျလုပ်တတ်အောင်ဟုတ်လားပြီးတော့မှစီကံပိုင်းနဲ့လုပ်တတ်အောင်စီးနဲ့စနစ်နဲ့ပေါ့နော်စာချုပ်စာတမ်းတွေတေချာလုပ်အောင်အဲ့လားတွေကိုအမတို့အိမ်ချမ်းမြေအသင်းကြီးကနေပြီး16နာရီကြာတဲ့သင်တန်းတွေပေးသလိုAMM CFD
တင်နန်းတွေကိုကြီးခဝါချတင်နန်းတွေကိုလည်းအမားတို့ကနေပြီးတော့မှပေးပါတယ်ပေးပြီးတော့မှဒီတင်နန်းဆင်းပြီးတော့မှ16နာရီကြာတဲ့တင်နန်းဆင်းပြီးငွေကြီးခဝါချတင်နန်းဆင်းပြီးတော့မှအမားတို့ကအတင်းသားဖြစ်လက်ခံတာပါအဲ့တင်သားဖြစ်လက်ခံထားပြီးတော့မှဒီတင်နန်းမှာအကုန်လုံးမှအင်ချမ်မြေနဲ့ပတ်သက်တဲ့ဟာတွေကိုတင်ပေးတာပါမြောင်းကမွေရတဲ့မြေကွက်တွေဟလာတွေကိုလည်းပြည်သူတွေကိုလှုပ်ပေးတဲ့အခါမှာစနစ်တကျရှိအောင်ရောင်းဝယ်တဲ့အခါမှာရောင်းမဝယ်မှာမဖြစ်အောင်လဲစနစ်တကျနဲ့ခရံဆိုလဲခရံတွေကိုစစ်ပေးမယ်ပါမစ်ဆိုလဲပါမစ်တွေကိုစစ်ပေးမယ်အဲ့လိုမျိုးတွေစနစ်တကျဖြစ်အောင်လို့ဆိုပြီးတော့လုပ်ပေးဖို့အတွက်ပါအဓိကကတော့ပြည်သူတွေလည်းမနစ်နာအောင်ပေါ့နော်အဲ့တော့နိုင်ငံတော်အတွက်လည်းအခွင့်အရေးရှိတယ်ပြည်သူတွေလည်းမနစ်နာဘူးအကျိုးဆောင်တွေလည်းမိမိတို့ရဲ့ပေါ့စီဝါရေးလုပ်ငန်းတစ်ခုလိုလုပ်မယ်နောက်ပြီးတော့သူတို့အမိကိုစားတောက်နေတဲ့မိသားစုတွေအတွက်လည်းအဆင်ပြေတယ်ပေါ့အဲ့အတွက်အမားတို့မြန်မာနိုင်ငံအချက်မြေဝန်ဆောင်မှုတဲ့နိုင်ငံတော်အဆင့်အသင်းလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့အညီလဲဆောင်ရွက်သွားတာဖြစ်ပါတယ်ဒီပွဲကအမားတို့လည်းဝင်ရောက်ဆွေးနွေးရဆိုတာနားထောင်တာတွေလည်းပါတယ်ဆွေးနွေးမှလည်းပါတယ်အင်ချမ်းမြေလုပ်နေတဲ့လူတွေအများစုတွေလည်းဒီပွဲကိုလာတာပေါ့လေလာတဲ့အခါကျတော့ဒီပွဲမှာတကယ်ကိုဆရာတွေကနေပြီးတော့ပြပြတဲ့ဟာတွေရောအမတို့ကနားထောင်ပါဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့်ဥစ္စာကတော့တဘာဝ BN တွေနဲ့အာမခံပေါ့ကျွန်တော်တဘာဝ BN တွေကကျွန်တော်2018 19တုန်းကကျွန်တော်ဗာလဲADB project ပေါ့disaster risk financing မှာ National Insurance Expert အာမခံပညာရှင်တွေနဲ့ကျွန်တော်လုပ်ခဲ့ပြီးအဲ့ဒီတွေ့ကြုံလေးတွေကျွန်တော်ပြန်မျှဝေသွားမှာပေါ့လေโอเคကျွန်တော်အဲ့ဒီဟာကကျွန်တော်နှစ်ပိုင်းရှိရခင်ဗျပြီးခဲ့တဲ့ဒီ Manly ငလင်မှာပျက်စီးဆုံးရှုံးမှုတော်တော်များသွားတယ်ဆိုတော့အဲ့ဒီလိုမျိုး Manly ငလင်လိုမျိုးတခြားနေရာတွေမှာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် impact ဘယ်လောက်ကြီးနိုင်မလဲအဲ့တော့ကျွန်တော်တို့ဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲအဲ့ဒါတွေကိုကျွန်တော်တို့နည်းနည်းဆွေးနွေးသွားမှာပေါ့နောက်တစ်ခုကကျွန်တော်တို့Nugget မုန်တိုင်းကိုကျွန်တော်တို့ပြန်လည်သတိရမယ်လို့ထင်ပါတယ်2008ခုနှစ်ကဖြစ်ခဲ့တဲ့ Nugget မုန်တိုင်းကအကြီးမားဆုံးမဟုတ်ခဲ့တော့ညာလေကျွန်တော်ပျက်စီးဆုံးရှုံးမှုအများကြီးဖြစ်ခဲ့တယ်အဲ့ဒါဘာဖြစ်လို့ပျက်စီးဆုံးရှုံးမှုများခဲ့တာလဲဆိုလို့ရှိရင်ကျွန်တော်ပြင်ဆင်မှုအားနည်းလို့ပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ကျွန်တော်တို့ကတော့သတ်မှတ်လို့ရတာပေါ့လေအဲ့ဒီအတွက်ကျွန်တော်တို့ကပြင်ဆင်နိုင်ဖို့အတွက်ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီပွဲကိုကျွန်တော်တို့ကျင်းပခြင်းဖြစ်ပါတယ်ဒီလိုပွဲလုပ်ပေးတာကောင်းပါတယ်ကျွန်တော်တို့ပြည်သူလူထုကြားမှာ awareness အများကြီးဖြစ်သွားတာပေါ့လေကျွန်တော်တို့နာကိမဖြစ်ခင်အချိန်ထိကျွန်တော်တို့ BN ရဆိုတော့ကျွန်တော်တို့ပြည်သူလူထုကြားမှာအခြေချင်းပြည့်ပြည့်သိပြီးတော့မသိသေးဘူးအခုနောက်ပိုင်းကျွန်တော်တို့ဂျာတိလူပြောင်းလဲလာတယ်ဂျာတိလူပြောင်းလဲလာတဲ့ပုံမှာမူတည်ပြီးတော့ဂျာတိလူပြောင်းလဲမှုတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝ BN တွေအကုန်လုံးကဒီအာမခံတစ်ခုတည်းဒီမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးပေါ်မှာအများကြီးကျွန်တော် impact ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကကြိုတင်ပြင်ဆင်တိုင်းမှုအားကောင်းလေကျွန်တော်တို့က resistant အားကောင်းလေပေါ့ကျွန်တော်တို့ကအဲ့လိုပဲလက်ခံထားပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပဲပြင်ဆင်ဖို့အတွက်ကျွန်တော်အရေးကြီးတယ်ပေါ့လေအဲ့ဒီအတွက်ကျွန်တော်တို့ကဒီဟာပြင်ဆင်မှုတစ်ခုအနေနဲ့ကျွန်တော်ဒီဘက်ကိုကျွန်တော်တို့လုပ်တဲ့လူတွေကိုလည်းကျွန်တော်တို့ကကျေးဇူးတင်ပါတယ်အဲ့ဒီလိုပွဲတွေများများလုပ်လေကျွန်တော်ပြည်သူလူထုကြားမှာ awareness များများဖြစ်လေပဲပေါ့ကျွန်တော်တို့အဲ့ဒီငလျင်ကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲငလျင်ကကျွန်တော်တို့ဘယ်ချိန်ပြစ်မယ်ဆိုတော့ကျွန်တော်တို့ကြိုပြီးတော့မသိနိုင်ဘူးလေအဲ့တော့ကျွန်တော်တို့ဖြစ်ပြီးတဲ့ impact ပေါ်မှာပဲကျွန်တော်ပြန်ပြီးတော့ကြည့်လို့ရတယ်အဲ့ဘယ်လိုပြင်ဆင်မှုကျွန်တော်တို့ပြင်ဆင်ဥစ္စာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီငွေကြေးအားဖြင့်ပေါ့လေငွေကြေးအားဖြင့်ကျွန်တော်တို့ကဥစ္စာဖြစ်အောင်အမကန် industry ရဲ့အရေးပါမှုကအဲ့ဒီမှာကျွန်တော်အရေးကြီးသွားပြီကျွန်တော်ကဥစ္စာထင်တယ်လေအဲ့တော့ကျွန်တော်တို့အမကန်ကုမ္ပဏီနဲ့ငလျင်တို့သဘာဝပေးရတယ်ဆိုကျွန်တော်အမြင်နဲ့ကျွန်တော်ကတော့ back to back ပေါ့ငလျင်တို့သဘာဝပေးရတယ်မရှိဆိုအမကန်ကုမ္ပဏီဆိုလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးအမကန်ကုမ္ပဏီဆိုတာရှိလို့လေဒီဟာတွေအတွက်ကျွန်တော်တို့ကငွေကြေးဥစ္စာပေါ့ငွေကြေးထောက်ပံ့အကူအညီရနိုင်တယ်ပေါ့အဲ့ဒီသူကတစ်ခုနဲ့တစ်ခုကအပြန်အလှန်အထောက်ပံ့မိခိုနေရတာပေါ့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပြင်ဆင်ရမယ်ဆိုတော့ကျွန်တော်တို့အမှန်ကုမ္ပဏီဘက်ကလည်းဒီငလင်းနဲ့ပတ်သက်ပြီးတော့အကာအကွယ်တွေဘယ်လိုလက်ခံပေးမလဲပြည်သူလူထုကလည်းအဲ့ဒီဟာတွေကိုပုံလုံးကျွန်တော် risk transfer ဘယ်လိုအမှန်ပုံမှာထားမလဲအဲ့ဒီဟာကြီးနှစ်ခုပုံမှာကျွန်တော်တို့ကတော့ပြင်ဆင်ဖို့လိုအပ်တယ်လို့ကျွန်တော်ကထင်တာပေါ့လေကျွန်တော်တို့ကအမကန်ဆိုတာနှစ်ပိုင်းရှိတာပေါ့ပထမပိုင်းကတော့general အမကန်နောက်ပိုင်းတော့ဥစ္စာပေါ့အသက်အာမခံပေါ့အသက်အာမခံဆိုတော့ကျွန်တော်ကဥစ္စာပြင်းတော့ကျွန်တော်ကဥစ္စာပေါ့ risk sharing တဘောပေါ့နော်ကျွန်တော်အာမခံဆိုတာတော့ risk sharing ပေါ့ဒီကိုယ့်စီမှာရှိတဲ့ risk တွေအကုန်လုံးအာမခံပုံပြီးပေါ်မှာတွားပြီးတော့ပုံထားတာပေါ့ကျွန်တော်အာမခံ
industry တိုးတက်ဖို့ဆိုရှင်ကျွန်တော်တို့အာမခံနဲ့ပတ်သက်တဲ့ပညာဘူးသူတွေကျွန်တော်တို့အများကြီးမျှဝေပေးဖို့လိုအပ်တယ်လို့ကျွန်တော်တို့လက်ခံပါဆိုကျွန်တော်ကိုယ်တိုင်အာမခံစနစ်ပတ်သက်ပြီးစာအုပ်လေးကိုရေးထားတဲ့လူဆိုတော့ကျွန်တော်တို့ကတော့အာမခံကိုကျွန်တော်ပညာနဲ့ဆိုင်ရာတစ်ခုအနေနဲ့ပဲကျွန်တော်တို့ကလူတွေကိုကျွန်တော်သုံးသပ်စေခြင်းတယ်အခုကလူတွေကအာမခံကို awareness မဖြစ်ဘူးဆိုတာကအာမခံရဲ့ကောင်းကျိုးအကျိုးကျေးဇူး benefit ကိုကျွန်တော်ကတိတိကျကျနားမလည်လို့အာမခံကိုမထားသေးတာလို့ပဲကျွန်တော်ကတော့ယူဆပါတယ်အဲ့တော့ဒီအာမခံရဲ့အကျိုးကျေးဇူးကိုလူတွေတိတိကျကျနားလည်သဘောပေါက်သွားတယ်သူထားကြမှာကျွန်တော်တို့ကျေးဇူးပြောရမယ်ဆိုတော့အများကြီးပဲအဲ့တော့အချိန်ကတော့နည်းနည်းဥစားမဖြစ်ဘူးဆိုတော့ကျွန်တော်ပြောချင်တာကတော့အာမခံကိုပညာဆိုင်တစ်ခုလိုပဲသဘောထားပါအဲ့တော့အာမခံဖြန့်ဝေအာမခံရောင်းတဲ့လူတွေကလည်းအာမခံနဲ့ပတ်သက်ပြီးပညာဘူးသူကလိုအပ်တယ်လို့အာမခံဝယ်ယူမဲ့လူတွေကလည်းပညာဘူးသူကအာမခံရဲ့အကျိုးကျေးဇူးကိုနားလည်သဘောပေါက်မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်